ရှိအမိကောင်းရှိကချမ်းသာသည်အမြင်လည်းရှိလုံးလားရှိအမိကောင်းရှိကချမ်းသာသည်အမြင်လည်းရှိလုံးလားရှိအမြင်လောင်းရှိကချမ်းသာသည်အမြင်လည်းရှိလုံးလားရှိအမြင်ကောင်းရှိကချမ်းသာသည်လုံးလားရှိအမြင်ကောင်းရှိကချမ်းသာသည်မြတ်စွာဘုရားပြည့်တဲ့ဘာရှာနည်းတော့စီဝါရှာနီးပါဗျာအမြင်ရှိရှားရမယ်လုံးလဝိယရှိရှားရမယ်အမိကောင်းကိုမိပြုပြီးတော့ရှားရမယ်ဟုတ်ပြီအဲ့လိုမျိုးအမြင်ရှိလုံးလဝိယရှိအမိကောင်းရှိနဲ့ကိုယ့်တဲ့တဲ့ကိုဘာတွေရောက်လာပြီတော့ဥစ္စာတွေရောက်လာမှာပါဗျာအဲ့လိုဥစ္စာရောက်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီဥစ္စာကိုဘယ်လိုအသုံးချမှာလဲပြီးလို့လိုလားမလိုလားလိုပါတယ်ဗျာဥစ္စာရှာမယ်ဥစ္စာရှာမယ်နိလန်းကိုတည်ရမယ်လက်ထဲပစ္စည်းဥစ္စာရောက်လာပြီဆိုရင်အဲ့ဒီရောက်လာတဲ့ပစ္စည်းဥစ္စာကိုအသုံးချတတ်ရမယ်နားလေလားနားလေပါတယ်ဗျာဒါနဲ့တပည့်တော်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာကိုဘယ်လိုအသုံးချကြမှာလဲမြတ်စွာဘုရားကအဲ့ဒီမှာလေသုံးနည်းပေးထားတယ်နိဗ္ဗာန်နည်းလေသုံးနည်းပါဗျာကျွေးဟောင်းကိုဆက်ကျွေးတဲ့ကိုချကျွေးဦးကိုမြောက်တဲ့ကျွေးဟောင်းကိုဆက်ကျွေးတီကိုချကျွေးဦးကိုမြို့ကိုယ်တဲ့မှာပစ္စည်းဥစ္စာရောက်လာပြီသောတာကနိလန်းသုံးပါးနဲ့ပစ္စည်းဥစ္စာရောက်လာပြီဆိုရင်နိလန်းသုံးခုနဲ့အဲ့ဒီပစ္စည်းဥစ္စာကိုစီမံရမယ်ပထမဆုံးတစ်ချက်ကကျွေးဟောင်းကိုဆက်အကျွေးရှိတာကောင်းလားမကောင်းဘူးလားကောင်းပါဘူးဗျာအကျွေးမှန်တယ်များဘာလို့ပါတော့ဆက်ရမှာပါဗျာအကျွေးမဆက်လို့ရှိရင်အကျွေးဒဏ်ကိုခံရတာကဘယ်လိုခံရမှာတော့ကိုယ်တိုင်ပဲခံရမှာခံရမှာဟုတ်တယ်မလားဒီမှာဗျာဒီဟောင်းကိုဆက်ဆိုတာဘာပြောတာလဲဆိုတဲ့အခါကျတော့လူတိုင်းဟာမိဘမရှိတဲ့သူဆိုတာရှိရလားရှိပါဘူးဗျာဘဝမရှိတဲ့သူဆိုတာရှိရလားရှိပါဘူးဗျာဆရာတော်မရှိတဲ့သူဆိုတာရှိရလားရှိပါဘူးဗျာအဲ့ဒီမိဘတို့ဆရာသမားတို့အဘိုးဘွားတို့စတဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကိုယ့်ရဲ့အကျွေးရှင်တွေပဲတဲ့နားလေလားဒီမှာဗျာအကျွေးဟောင်းကိုဆက်ရမယ်ဆိုတာဆွမ်းကကိုရှာတတ်တဲ့ပစ္စည်းဥစ္စာတွေကနေပြီးတော့မိဘတွေအတွက်ဆရာသမားတွေအတွက်ကိုယ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ပြန်ပြီးတော့ကြည့်ရှုပေးရတယ်စောင့်ရှောက်ပေးရတယ်ဖေးမပေးရတယ်အဲ့ဒါကျွေးဟောင်းဆက်တာတဲ့နားလေလားနားလေပါတယ်ဗျာကျွေးဟောင်းကိုဆက်ရမှာလားမဆက်ရဘူးလားဆက်ရမှာပါဗျာရှင်ဗျာအဖေမိကမရှိတော့ဘူးဘယ်လိုဆက်ရမှာတော့မြတ်စွာဘုရားကပြည်လံပေးပြီးသားသက်ရှိတင်ရှားရှိနေတဲ့မိဘတွေဆိုရင်သူတို့ရဲ့စာဝတ်နေရေးကျမ်းမာရေးအရေး၄ပါးလုံးမှာကိုယ်နိုင်တဲ့စွမ်းအားနဲ့တည်ရှိဆော့ရှော့တကယ်အဲ့ဒီမိဘနှစ်ပါးကမရှိတော့ဘူးဆိုလို့ရှိရင်ကိုယ်နိုင်တဲ့ကုသိုလ်ကောင်းမှုတွေပြုပြီးတော့သူတို့အတွက်အမြဝေအဲ့ဒါဘာလို့ထားတော့ကျွေးဟောင်းဆက်တာနားလေလားနားလေပါတယ်ဗျာရထားတဲ့ဇီဝဥစ္စာကိုပထမတစ်ချက်အနေနဲ့ဘာဆက်တော့ကျွေးဟောင်းဆက်ရမှာပါဗျာဒါကတဘောရပြီလားရပါတယ်ဗျာကျွေးဟောင်းဆက်ပြီးလို့ရှင်ဘာလို့တော့ကျွေးတိကိုချရမယ်ကျွေးတဲ့ချရတယ်ဆိုတာကတော့ဘုန်းဘုန်းတို့သာသမီတွေတပည့်တွေကိုယ်လက်အောင်နေသားတွေကိုယ်မျိုးဆက်တွေရှိလားမရှိလားရှိပါတယ်ဗျာရှိတယ်အဲ့ဒီသာသမီတွေကိုယ်တပည့်တွေမျိုးဆက်တွေကိုကိုယ်ချက်တာအောင်ပညာရေးအရာဇီဝရေးအရာအစအရာကိုယ်ချက်တာအောင်
ချင်းကြောက်ပေးတာကဘာလို့လဲတော့ကျွေးစားတာတဲ့နားလေလားကိုမသာသမီရှိရင်သာသမီမရှိရင်တပည့်တော်ကိုနဲ့ပတ်သက်တဲ့ကိုအနည်းဆုံးမှာရှိနေတဲ့မျိုးဆက်တွေကိုဘာလို့လဲကျွေးတဲ့စားမယ်ကိုတဲ့တာအောင်ဝိထုတ်ပေးရမယ်ပြုစုပေးရမယ်အဲ့ဒါဘာလို့လဲတော့ကျွေးတဲ့စားအဲ့တော့ရရှိတဲ့စေဘောဥစ္စာတွေကိုစီစဉ်ပုံစီစဉ်ပြီးပဏ္ဏိရှိပါပြီတော့ နန်းဤပါဗျာ ပရမတ်စက ချွေဟောင်းဆက်ရမယ် မိဘတွေဆရာသမားတွေကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုယ်နိုင်နိုင်အစွမ်းအားနဲ့မလုပ်ပေးရဘူးနော် ချွေဟောင်းဆက်ရမှာပါဗျာ စီမြောက်ပေးရဒုတိယတစ်ချက်ကပါတော့ ချွေတိချရမယ် ကိုယ့်ရဲ့တပည့်တပန်းတွေသာသမီတွေ ကိုယ်နဲ့ဆက်ဆက်တဲ့ကိုယ်လက်အောင်ငယ်သားတွေအားလုံးကိုကိုယ့်တဲ့တာအောင်ချင်းရောက်နိုင်ရမယ်အဲ့ဒါဘာလို့လဲကျွေးတဲ့စားတာတဲ့နောက်ဆုံးကရွှေကိုပြုတ်နိုင်ရတယ်ဘဝဆိုတာဒီတိုင်းကြီးရက်နေတာမဟုတ်ဘူးတစ်ဖြည်းဖြည်းအသက်ကဘာလို့ ကြီးလာမှာပါဗျာ ကိုယ်လည်းမရှိအစဉ်ပြေရလား ပြေပါဦးဗျာ ကိုယ်လည်းမရှိလို့ရှိရင်အလုံးမတန်မျက်နှာငြိမ်ရဒါကြောင့်လို့ကိုယ်လည်းမှာအမြဲတမ်းရှိနေဖို့အတွက်ကိုယ့်ရဲ့ဆွမ်းနာကအရေးပါပါတော့ ပါ စာရေးဝေ ဒီဟေးထိုင်ရသမိုင်း ရေးပါပါတော့ ဒီပါပါဗျာ ကိုယ့်ရဲ့အဲ့ဒီအရေး၄ပါးအတွက်ဘဝမှာဆက်လက်ပြီးတော့မှနေထိုင်ဖို့ရအတွက်ကိုယ့်ရဲ့ရှိနေတဲ့ဟာအဲ့ဒါပါတော့ရွှေအိုးပြုတ်တာရင်းပြီးပြုတ်နေတဲ့ပေါ့နားလေလားအဲ့ဒါကတော့လက်ရှိဘဝအတွက်ရင်းပြီးပြုတ်နေတာပေါ့ဒီလိုပို့ပြီးတော့မှရင်းပြီးပြုတ်နေတယ်ဆိုရင်တော့ဆွမ်းနာကကျွေးအောင်ဆက်တဲ့အခါမှာကျွေးတဲ့ချတဲ့အခါမှာကိုယ့်ရဲ့စေနာလေးထည့်ပြီးတော့မှပြည့်တဲ့အခါကျတော့ကုသိုလ်ဖြစ်လားမဖြစ်ဘူးလား ဖြစ်ပါတယ်ဗျာ အဲ့ဒီကုသိုလ်ဒီကနေ့ကိုယ့်ရဲ့ဘဝအတွက်တန်ត្រာအတွက်ရွှေကိုပြုတ်နေကြရရောက်လားမရောက်ဘူးလား ရောက်ပါတယ်ဗျာ ဒါကြောင့်မလို့ရရှိထားတဲ့စီးပွားဥစ္စာတွေကိုဘယ်လိုပုံစံမျိုးနဲ့စီမံခန့်ခွဲမလဲဆိုတဲ့အခါကျတော့အချက်၃ချက်နဲ့အသုံးချစီမံခန့်ခွဲရမယ်ကျွေးပါတော့ကျွေးဟောင်းကိုဆက်ကျွေတီကိုလည်းဆက်ရ ရွှေအိုးကိုလည်း မြုပ်ရမယ် ခဏဆက်တယ် သုံးချက်ပါဗျာ အဲ့တော့ခုစီမံဥစ္စာရှာရတဲ့ပတ်သက်ပြီးတော့မှဥစ္စာရှာရမယ်ဥစ္စာရနိုင်တဲ့နီလန်းကိုလည်းသိရမယ်ရထားတဲ့စီမံဥစ္စာတွေကိုလည်းစီမံခန့်ခွဲနိုင်ရမယ်နားလည်တယ်နော် နားလေးပါ ဥစ္စာနဲ့ရှာဆိုတဲ့ဒီအပိုင်းမှာဒါလေးကိုနားလည်ရဥစ္စာရှာမချန်ဒီကတရားဟောခဲ့တယ်ဘာရှိရလဲအမြင်ရှိရမယ်လုံလဝိရိယရှိရမယ် အမိကောင်းရှိ ရှိ ရ ရ မယ် မယ် ဟုတ်ပြီအဲ့ဒီသုံးချက်နဲ့ဥစ္စာပစ္စည်းကိုလည်းရောက်လာပြီဆိုရင်အဲ့ဒီပစ္စည်းဥစ္စာကိုဘယ်လိုသုံးချရမလဲ ကျွေးဟောင်းကိုလည်းဆက်ရမယ်ကျွေတီကိုလည်းချရမယ်ရွှေဦးကိုလည်းမြုပ်ရမယ် နားလည်ပြီလား နားလေးပါပြီဗျာ ဥစ္စာလေးရှာ ဥစ္စာလေးရှာ ကုသိုလ်လေးပွား ကုသိုလ်လေးပွား တတိတာ တတိထာ မေတ္တာအားပြုနေထိုင်ပါ မြေတာအပြုနေထိုင်ပါ ဥစ္စာလေးရှာ ဥစ္စာလေးရှာ ကုသိုလ်လေးပွား ကုသိုလ်လေးပွား တတိတာ တတိထာ မေတ္တာအားပြုနေထိုင်ပါ မြေတာအပြုနေထိုင်ပါ ဆို ဥစ္စာလေးကုသိုလ်လေးပွားတတိထာမြေတာအပြုနေထိုင်ပါဥစ္စာလေးရှာကုသိုလ်လေးပွားတတိထာမြေတာအပြုနေထိုင်ပါလေးရှာကုသိုလ်လေးပွားတတိထာမြေတာအပြုနေထိုင်ပါ